ကဲဗာလေးတွေလည်းစောက်ကတော့ရောက်လာပါရဲ့မင်းတို့မှအပြည့်အဝမပြောနိုင်ဘူးဘာဖြစ်လဲဆိုတော့ဒါ February တော့မှာထားတဲ့ pre order လေးတွေပေါ့နော် Japan pre order February နဲ့ March တုန်းကမှာထားတဲ့ pre order နဲ့ March နဲ့မှာထားတဲ့ pre order လေးတွေပါရောက်ပါပြီဒါပေမဲ့လေသလားအကုန်အပြည့်အဝမရောက်သေးပါဘူးအဲ့ order လေးကနောက်ကျနေတဲ့အပြင်ဟိုမှာနောက်ထပ်တဝက်တော့မဟုတ်ဘူးเนาะသုံးပုံတစ်ပုံလောက်ကလေကြံခဲ့သေးရဲ့ဒါရန်ကုန်ကဖြည်းစီပဲဝင်လို့ရတဲ့အတွက်ကြောင့်မို့လို့လေရတဲ့ဟာလေးတွေအရင်ပေါ့เนาะမင်းတို့ခုနေဖြစ်ပေးထားတာပါယူလာထားဒါကတော့ထုံးစံတိုင်း pre order လေးတွေပေါ့เนาะပုံမှန်မင်းတို့ကြာချိန်က3လချင်းပေမဲ့အခုဆိုလို့ရှိရင်4လဖြစ်သွားတာပေါ့เนาะFebruary March ဖြစ်သွားတာပေါ့เนาะMay June လလောက်မှရောက်တာဆိုတော့လေ4လလောက်ဖြစ်သွား4လလောက်ဖြစ်သွားမယ်အဲ့တော့လည်းမင်းတို့အားနာပါတယ်เนาะဘာလို့ဆိုတော့လမ်းကြောင်းအခြေအနေအရာဆိုတော့လေအဲ့လိုလေးဖြစ်သွားနောက်ထပ်အဲ့မှာဒီကနေကြံခဲ့တဲ့3ပုံ1ပုံဆိုလို့ရှိရင်နောက်လာတွေမှာလောက်မှဖြစ်သွားမယ်ထင်တယ်เนาะအဲ့ဒါလေးကတော့နည်းနည်းလေးပိုပြီးနောက်ကျသွားတာပေါ့အဲ့ဟိုစားပေါ့เนาะဒီမှာတော့မင်းတို့ဒီနေ့ရောက်တဲ့ထဲကဟာတွေအကုန်လုံးစစ်ပြီးတော့ order မစုံတဲ့လူတွေလည်းရှိတယ်order မစုံတဲ့လူတွေလည်းမင်းတို့အရင်ပို့ထားပေးမယ်เนาะ daily လေးအပ်ထားပေးမယ်နောက်ထပ်အဲ့3ပုံ1ပုံကြံခဲ့တဲ့ဟာလေးထပ်ရောက်လို့ရှိရင်ပေါ့เนาะအဲ့3ပုံ1ပုံကြံခဲ့တဲ့ထဲမှာပါတဲ့ပစ္စည်းအကုန်လုံးမင်းတို့ daily free နဲ့လိုက်ပြီးတော့ပြန်ပို့ပေးပါမယ်เนาะစိတ်ရှိနဲ့စောင့်ပေးကြပါအောင်ရှင်ကဲအဲ့တော့ဗာလေးပါလဲနည်းနည်းတော့ချက်ကြည့်လိုက်ပဲเนาะခဏပြပေးရပါဟိုစား pre order မှာကျင်တဲ့သူတွေလည်းမှားလို့ရအောင်စောင့်နိုင်နေဆိုရင်ပေါ့လေเนาะကိုစောင့်နိုင်လို့ရှင်တော့ဒီလိုမျိုးကိုစိတ်ကြိုက်စာကိုကလေးရတာပေါ့ကွယ်ဟိုစားမဆောင်ဘဲနဲ့ install ပဲဆိုလို့ရှင်တော့လည်းမင်းတို့စီမှာပေါ့ဘယ်လိုပြောမလဲဟိုရှိတဲ့ဟာလေးတွေပဲရတာပေါ့เนาะဘယ်လိုပြောလဲမင်းတို့ install ကလည်းအများကြီးရမထားနိုင်တဲ့ခါကြတော့ရသလောက်ပေါ့เนาะ install ထဲကဟာလေးကြိုက်လို့ install လေးတွေပဲကြိုက်install ထဲကဟာလေးတွေပဲရွေးဝယ်မယ်ဆိုလဲရတယ်။ဒါပေမဲ့ install တွေကကိုယ့်အကြိုက်မနဲ့မကိုက်ဘူးပေါ့နော်။ကိုယ့်အကြိုက်နဲ့မကိုက်လို့ဒီလိုမျိုး pre order မှာမှပဲဒီလိုမျိုး volume ဆိုလို့ရှင်လဲဖောက်ယူခြင်းနဲ့ပေါ့နော်။တစ်ကရှိပြီးသား3-4ပဲလိုချင်တယ်တို့ပါတော့။အာကိုလေးကလည်းတအုပ်ကြံခဲ့တယ်အာကိုလေးလည်းတအုပ်ကြံခဲ့တယ်။နောက်မှအဲ့ကြံခဲ့တဲ့ဟာလေးတွေကမင်းတို့ daily free နဲ့ပြန်ပို့ပေးမယ်နော်။ဒါလေးတွေပေါ့ကွယ်crochet suji တို့ဒီမှာ Kimino Nawa တို့ဒါအကုန်လုံး pre order တွေကြီးပဲเนาะ pre order လေးတွေဒါရ3လကျော်4လစောင့်ပြီးတော့စိတ်ရှိနဲ့စောင့်ပြီးမှာပေးတဲ့အတွက်လည်းမင်းတို့အရင်ကျေးဇူးတင်ပါတယ်စိတ်ရှိနဲ့စောင့်ပြီးမှာပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒါလေးလည်းတအုပ်ကြံမယ်เนาะဒါလေးလည်းတအုပ်ကြံရလားမသိဘူး 1A တအုပ်ကြံမယ်เนาะဒီဥစ္စာလေးကအသက်ကလေးဆက်လိုက်မင်းတို့ဒါလေးတော့ဒီလိုလေးပဲပြလိုက်တော့မယ်ဆက်လိုက်လေးဆိုတော့လေသူကဆက်လိုက်လေးတွေဆိုတော့ဒါလေးကတော့ reset အောက်မှာကတော့ဒါလည်း reset လေးတွေပဲเนาะအောက်ကဒါလေးကအစ်ဒါလေးကအစ်ကလေးเนาะအစ်တွေပြီးတော့ဒီမှာဆိုလဲဒီမှာဆက်လိုက်ဒါလည်းဆက်လိုက်18အုပ်အိုင်ဟာရာဆန်လားမသိဘူးအိုင်ဟာရာဆန်ဆက်လိုက်เนาะဒီမှာဆိုရင်လည်းဒီမှာဆက်လိုက်တွေအများကြီးပဲဟောပြသူ CD လေးလည်းမှားလို့ရပါတယ်เนาะ CD လေးဒီဘက်မှာလည်းဟိုဖြစ်တယ်เนาะဒါလည်းဆက်လိုက်တွေပြီးတော့ဒါ novel ပေါ့နော်ဒါvision เนาะဒါလည်းဟိုစားဗာလေ illustration book အရမ်းမိုက်တယ်เนาะကြည့်အောင်ထူပိန်းနေရတယ်ဒီမှာလည်းတအုပ်ကြံခဲ့သေးရယ်ဒီမှာထားတဲ့တယောက်ဆိုလည်းတအုပ်ကြံခဲ့သေးရယ်အဲ့တအုပ်နောက်မှမင်းတို့ daily free နဲ့ပို့ပေးမယ်เนาะရတဲ့ဟာလေးပဲအရင်ပို့ပေးလိုက်မယ်နောက်ကြနေတဲ့အတွက်မင်းတို့လည်းအရမ်းအားနာပါတယ်ဒါတော့ pre order တွေပေါ့เนาะဒီ